ဒီကတော့ဗောနော်ဒီကျွန်တော်ဟာဗော subscribe လုပ်ထားတဲ့9ယောက်ရှိတယ်ဗောနော်9ယောက်ရှိတယ်ဟုတ်ပြီထားတော့အဓိကတော့အဲ့9ယောက်ဆိုတော့ကျွန်တော်တင်သူတို့ကတွေ့ရမှာဆိုတော့ဗောနော်ကျွန်တော်တခုအာမခံပေးမယ်နော်ဒီဟိုဗောဒီနေ့စနေဟုတ်ပြီတင်းရနေမနေ့ကစပြီးတော့တပတ်လုံးဗောနော်9ရက်ဗောနော်ဒီဘက်ကျွန်တော်4ရက်မှလုပ်ပေးမယ်နော်အကောင်းဆုံးကျွန်တော်စူးစမ်းပေးမယ်တခုရှိတာဟိုကျွန်တော်ကဒီထားပါတော့ကိုရဲမှာဟိုလိုမျိုးပြောတာမဟုတ်ဘူးနော်ကိုရဲမှာနေတော့ဟိုလိုမျိုးပြောတာမဟုတ်ဆိုတာကဘာလို့ဆိုတော့ကျွန်တော်အလုပ်တစ်ဖက်နဲ့ကြည့်ရဆိုတော့ထားလို့ရှိရင်ကျွန်တော်ရင်းနေတင်ပေးတဲ့ video ဖိုင်ရှိရသေးလားအဲ့ဒါကလေရှင်းမရှင်ကျွန်တော်နားလိုက်ချိန်မှာကျွန်တော်ထမင်းတော့မစားဘူးသေးလားမစားတော့မဟုတ်ပြီးမှစားရလေအထိုးကျင်လေးမှီအောင်ဆိုရင်ဒီမှာမင်းမရရတာအဲ့ကြောင့်နည်းနည်းမြန်တာပေါ့နော်အခုကတော့ပိတ်ရဆို AC ဟုတ်တယ်မလား AC ဆိုတော့ကျွန်တော် AC ပဲပြပေးမယ်ဆိုပေမဲ့လည်းဒီဘက်ရမ်းကြံမကောင်းဘူးပေါ့နော်ဆိုတော့ကျွန်တော်ဆိုပြောခဲ့သလိုပေါ့ဒီတင်းရနေစပြီးတော့ဒီဘက်9ရက်ပေါ့နော်အဲ့9ရက်ကိုထားပြီးတော့10ချိန်ကျွန်တော်4ချိန်ပေါ့လုပ်ပေးမယ်နော်အဲ့ဒီတော့မှတ်ထားပါတခုရှိတာဟောပေါ့ကျွန်တော်ကျွန်တော် YouTube ခမထားတော့ပြီးခဲ့8လပိုင်းဟောမ sorry 4လပိုင်း8ကစတင်တဲ့အတွက်ကြောင့်မလို့နော်ဟိုတိတ်တော့မသိရသေးဘူးပေါ့နော်အဲဆိုတော့ subscriber 50ပြင် live လွှင့်ရရနော်ပြောချင်တာ live လွှင့်ဆိုသိရမလားအမှပြရင်းနဲ့ live လွှင့်ရတာမှာကျွန်တော်တို့လိုပေါ့နော်ဒီလိုမျိုးပေါ့နော်စနေတင်းကိုပဲ AC live လွှင့်ရမှာကျွန်တော်ချိန်နဲ့ AC live လွှင့်မရဘူးအဲ့ဆိုကျွန်တော်လိုရင်းသွားရမယ်နော်လိုရင်းကကျွန်တော်ပြီးခဲ့ဘက်ကထားပါတော့တရားလည်းပိတ်တယ်ဆိုတော့ဒီမှာ1 2 3 4ရက်မှာခွန်3ရက်ပြောက်တာလူရင်းသိရနော်ခွန်3နှလုံးပြောင်းတယ်နော်လူရင်းသိတယ်ပြထားရတော့ဆိုတော့အဲ့မှာကျွန်တော်3ရက်ထိပ်ကိုရိုက်ချင်တယ်ရိုက်ချင်ဆိုတော့ဒီ3ရက်ထိပ်ကိုရင်တော့အစမှာကျွန်တော်တစ်ချက်ပြေးမယ်ဆိုတာဟောပေါ့နော်လောဆယ်ကျွန်တော်တွေ့ထားပြောတာနော်ဒီမှာ283ည3ညနဲ့ခက်16ခွန်တဲ့ဒီမှာ3ည3က3နဲ့ခက်5 3လေးကခွန်9နဲ့ခက်913ညနော်283ည3ညနဲ့ခက်16ခွန်3ည3က3နဲ့ခက်695 3လေးကခွန်9နဲ့ခက်913ညဘယ်လိုရှင်သူကဒီ283ညကိုတဲ့ဒီ1ရဲ့3ညရဲ့ဒီ1 3ညရဲ့5လေးရဲ့1 3ည1 5လေးရဲ့9ဒီနှလုံးက1ဒီနှလုံးက9 3ညတယ်ဒီ283ညဟုတ်ပြီဒီမှာနှလုံး3 3ည3 3ကိုတဲ့ဒီမှာ63က9 68က4 63က9 68က4 9လေး3တယ်ပြီးရင်3လေးကခွန်3လေးကခွန်ဆိုတော့ဒီမှာ93က2 2 3က5 93နဲ့2 3 5ဆိုခွန်တယ်ဆိုတော့အဲ့ဒီနှစ်ရှစ်ကိုနော်1 3ည5လေးနော်1 3ည5လေး3ညထားတယ်ပြီးအောက်မှာသူက361ဆိုပြီးတော့3ညမှာနော်361 3ညမှာနော်ဒီ3ည3ဆိုတာ break 3ကိုတဲ့63ရယ်68ရယ်63မှာကို68က4 9 4 3ထားတယ်အဲ့3က6 2 5ဆိုပြီး3မှာဒီ3လေးဆိုတာ break ခွန်ကိုတဲ့9 3က2 235ဆိုပြီးတော့ခွန်ထားတယ်အဲ့ခွန်က4 3 3ညဆိုခွန်မှာဒါပြီးခဲ့ဘက်ကပျောက်နေတဲ့ခွန်3ညကိုနော်ဒါ3ညထိပ်ပေါ့နော်ရောက်ပြီးထားရတော့ဒါလောဆယ်ကျွန်တော်တွေးတော့ပြပေးရနော်ဆိုတော့ဟိုအဲ့တော့3ညထိပ်ရောက်ပြီလို့ရှင်ဒီမှာ16တူတူပဲနှစ်ရှိက3ညမလို့3ညနဲ့ခက်16ခွန်တာဟုတ်ပြီ16ခွန်တာခွန်နဲ့ခက်ဒီမှာ36နဲ့3ညတာ3လေးက3ည3က3နဲ့ခက်695တယ်5နဲ့ခက်6နဲ့5 3တာ3လေးကခွန်နဲ့ခက်9တဲ့3ညရိုက်ထားတယ်အဲ့3ညနဲ့ခက်ခွန်ဆိုပြီး4 3ညခွန်ဒါအတူတူပဲနော်အဲ့ဒါ3ညထိပ်အဲ့3ညထိပ်ကိုဟိုတစ်ချက်ရှိတယ်ဒီမှာ9 3ည3က8 9 3 3က1 6 3 6 3 6က5 9 3ည3 8 9 3 3က1 6 3 6က5နော်8 1 5ဟုတ်ပြီ9 3ည3 9 3ည3 8ကိုတဲ့နော်9 3ည3 8ကိုတဲ့ဒီ2ရယ်9ရယ်1ရယ်8တယ်ဒီ9 3 3 1ကိုဒီ3ညရယ်6ရယ်9ရယ်1တယ်6 3 6 5ကို3ရယ်2ရယ်3ညရယ်5တယ်ဒါတော့ဒါ frame မရှိဘူးပေါ့နော် frame မရှိဆိုတာလိုရဆွဲလို့ဖြုတ်လို့ရပါတော့ဒီ site ကတော့နော်နောက်တစ်ခုကကျွန်တော်ဒီအပါပါလေခဏလေး
အဲ့ဒါကြခင်ကျွန်တော်ဒီမှာတစ်ချက်ပြကြည့်လိုက်မယ်883 883 883 9 854ရခွန်358က6 9ခွန်6 8839ကိုကျွန်တော်တို့5319မယ်854ခွန်ကိုကျွန်တော်တို့ဒီမှာ665ခွန်မယ်3586ကိုကျွန်တော်တို့ဒီမှာ2436မယ်ဆိုလို့ရှိရင်လေရှင်းမဒါတွေကမှန်တယ်လို့ရှိရင်အခုကျွန်တော်ပြတဲ့ဟာတွေကဟိုအခုကျွန်တော်ပြတဲ့ဟိုပေါ့3ချက်ထည့်ပတ်သက်ပြီးတော့နောက်နှစ်ခုပြထားတာเนาะအဲ့ဒါတွေကရှင်းမရ lower square လို့ခေါ်လို့ရတယ်တခါလဲကျွန်တော်ပြောခဲ့မယ်เนาะဒီမှာ986 986 3 239 4 4 3 5 3 8 5 6 3 3 ခွန်ဆိုတစ်ထိတ်เนาะတစ်ထိတ်အကုန်မခံနဲ့เนาะအကုန်မခံနဲ့တစ်ထိတ်မထိုးနဲ့เนาะလို့ရှင်မရှိဒီရှစ်เนาะဒီရှစ်ရ56 856 9ခဏ sorry ဒီရှစ်ဒီရှစ်56 8569 3698 421ခွန်8356เนาะ8569တယ်3698တယ်421ခွန်တယ်8356တယ်เนาะအဲ့ဒါဘာလာမလဲဘယ်နဲ့เนาะ8569တယ်3698တယ်98 421 98ခွန်8356တယ်98ခွန်6ဒီမှာ9မယ်ဆိုတော့ဒီမှာ3 break နှစ်စဉ်းစားတဲ့ပြန်ဆိုတော့ဒီမှာဟောပေါ့ပြောရင်တော့ဒီကျွန်တော်3ညထိပ်လုံးဝဆော်မှာเนาะပြီးရင်ရှင်းပြမယ်3ညနေတော့ short ထိုးပေါ့เนาะ3ည short ထိုးဒါပေမဲ့ကျွန်တော်3ညထိပ်ကင်မရာဖြစ်တဲ့ကြောင်းမလို့ကျွန်တော်ပိတ်10ခွက်ထားပါလားပိတ်10ခွက်ကျွန်တော်တွန်းအောင်ပဲတော့အဲ3ညဘူးရဲ့3ညနှစ်ကိုကျွန်တော် short ထိုးမယ်နောက်ပြီးတော့ခဏနေပါဦးလောလောဆယ်ကျွန်တော်ပြမှတ်တာနော်အတင်းရနေစပြီးတော့လေအဲ့9ရက်ပြီးတော့ကျွန်တော်4ကျန်နေဆုံး4ကျန်ပေါအောင်လုပ်ပြီးမသိလားလောဆယ်တော့ဟောပေါ့ကျွန်တော်ဒီဟိုဟောပေါ့ဒီ3ညထိပ်ကိုကျွန်တော် main ဆော့မှာပေါ့နော်နောက်တစ်ခုရှိတာကတဲ့ဒီမှာ6ဒီ613 613 6ရ1ရ3ရတယ်3ရ6ရ4 3ရတယ်3ရ9ရ8 3ရတယ်ဒါ3ချက်ပေါ့နော်အဲ3ညပါဝါတွေကကျွန်တော်9သွားလို့ရတယ်ဘယ်လို9မလဲ311 5မယ်465 5မယ်89 85မယ်ဆိုတော့ဒါ10ထိပ်ပေါ့နော်10ထိပ်ဒါတော့ဟိုကြော်ပြပြရနော်ဖိုင်စင်မှာဆိုလို့ထားပါတော့လောဆယ်ရှင်းမလို့ရှင်ဟောပေါ့ကျွန်တော်3ညထိပ်ပဲကြိုက်တယ်အဲ့တော့ဘူးနဲ့3ညထိပ်ကိုကျွန်တော်ဘယ်လောက်ကြိုက်လဲဆိုလို့ရှင်ထားပါတော့လောဆယ်ကျွန်တော် awkward ကမရှိသေးဘူး3ညထိပ် awkward မရှိသေးဘူးလောဆယ်ကျွန်တော် awkward အနေနဲ့ကြိုက်တာ3ညခွန်တစ်ပေါက်ရှိမယ်3ည8ရှိမယ်နော်3ညတစ်ကတော့နည်းနည်းပေါ့ဟိုထားပါတော့3ညတစ်ကတော့ဖယ်လို့ရတယ်ဆိုမှဖယ်တော့ပါအောင်ကဲဆိုတော့ဟိုကျောဒီမှာတခါလဲဟို691ပေါ့နော်691ဆိုတာဒီ283ည3ညနဲ့ခက်16ခွန်နဲ့3ည3နဲ့ခက်695တဲ့34ခွန်9နဲ့ခက်9တဲ့3ညတဲ့အဲ့လို6တဲ့9တဲ့တစ်ထိပ်နော်6ဟုတ်ပြီဒါဆို6နဲ့ခက်ကြီးတဲ့6နဲ့ခက်ဒီ6နဲ့ခက်9တဲ့9532 9532 9တဲ့9နဲ့ခက်ဒီ6တဲ့1663 1663 6တဲ့1နဲ့ခက်8မယ်ဆိုရှင်9 2 4ခွန်8မယ်ဆိုရင်ဒါ3ညခွန်ပြီးခဲ့ပွဲရပြောင်းနေတဲ့နော်ခွန်3ညပြောင်းနေတာနော်ဒါ3ညခွန်ပြီးထွက်တော့ရတယ်ပြီး3ည8အဲ့8ပိတ်တော့ကျွန်တော်နည်းနည်းမေ့နေတယ်ရှင်းပြောလို့ရှင်ဟောပေါ့ဒီကျော်ဟောပေါ့ဒီမနက်ဖြန်ကျော်အလုပ်ပြီးမှတည်မှာကျော် AC တွက်ပြီးမှဖိုင်တစ်ခုထပ်တယ်ပဲနော်တရားတစ်ခုတော့ကျော်3ညထိလုံးအောင်ပြောင်းလို့မရဘူးနော်ကြိုင်ချမဟုတ်ဘူးကျွန်တော်ယုံကြည်ချဟုတ်တယ်မလားဒီခါလေးပြောထားမယ်နော်ချဲမှာအပိုင်ဆိုတာမရှိဘူးဆရာဆိုတာမရှိဘူးကျွန်တော်လည်းဆရာမဟုတ်ဘူးဒါပေမဲ့ကိုထားနိုင်ကိုပဲနော်အဲ3ညထိကတော့တကယ်ပေးမှာနော်ကျွန်တော်ပြောပြီးနော်တကယ်ပေးမှာနော်